လုံငါဒီနေ့ပြည်သားရလမ်းမော်ဖြန့်ရင်းနဲ့မန္တလေးမှာနာမည်ရပြီးသားထွန်းတောက်မီရှီဆိုင်ကဆိုင်ခွဲလာဖွင့်ထားတာတွေ့လို့ဝင်စားကြည့်ခဲ့ပါတယ်။မန္တလေးကလာဖွင့်တာပေမဲ့မန္တလေးမီရှီမဟုတ်တဲ့ယူနန်ရဲ့အကောင်းဆုံးချက်သားမီရှီလို့တင်စားခံရတဲ့ရွင်ရှမ်းချက်သားမီရှီအရာသာဖြစ်ပါတယ်။ဆိုင်လေးကဝိုင်းနည်းနည်းလေးနဲ့တနိုင်လေးခင်းထားတဲ့ပုံစံလိုနဲ့ဆိုင်ထဲဝင်လိုက်တာနဲ့ရတယ်။ဟီးအိုးကအနံ့က short တွက်လို့မရအောင်လို့နှီးပြီးတော့နှွေးနေပါတယ်။မနက်စာလေးစားဖို့တာဝင်သွားရရင်တညာလုံးလက်ဟာနေတဲ့အစာအိမ်ကလေးကအနံ့နဲ့အနှိုးခံလိုက်ရမှာပဲဖြစ်ပါတယ်။တက်သားမီးရှည်ရဲ့ဟင်းရည် base ဖြစ်တဲ့ပမာချက်ပြုတ်ရည်ကိုကြရိုးချက်သားအစုံနဲ့ MSG မပါပဲနိုင်နဲ့ချီပြုတ်ထားတော့အရသာလည်းထွက်ပြီးအချိုတက်ကအပြည့်ပါပဲ။ဒီဟင်းရည်လေးနဲ့ဒီရှေဖက်စံပြားရေစိမ်ဂျုံခေါက်ဆွဲဆိုပြီးတော့ရွေးပြီးလို့ရှိရင်ပြုတ်တီသားချက်သားတုံးလေးတွေကိုအရသာဝင်အောင်တိချပြန်ချက်ထားတဲ့ချက်သားတော့ပြီးနားမရှိရလေအောင်တေချာတက်ပြီးတော့အစာပလာတွေနဲ့ပေါင်းပေးထားတဲ့ဝက်ဦးအသားကြီးပဲစားချင်တဲ့သူတွေစိတ်တိုင်းကြမယ်နူးအိလုံးကိုကိုင်းလိုက်တာနဲ့အမြင်လေးတွေကွက်ထက်သွားတဲ့ဝက်သားပေါင်းအလွာကလေးတွေမန္တလေးကနေတဲလာတဲ့ college အပြည့်နဲ့ကိုမှရှာဖို့တင်ယုံနဲ့အရေးပြောအောင်ကြည့်ကောင်းတဲ့ဝက်လက်ပေါင်းဝါလူကောင်းစားလူကောင်းနဲ့ပဲတွေးလေးတွေဆိုပြီးတော့စားချစ်တဲ့တော့ပင်ကိုကိုယ်ကကြိုက်တာရွေးပြီးတင်ယုံပါပဲပြီးရင်တော့ပကံနဲ့ပြည့်လူနီမှာကိုသစ်တုံမဲရှမ်းနဲ့နနုံနုပ်စင်းထားတာလေးဝေခဲ့ပြီးအပေါ်ကနေနှွေးမွေးပြီးစီလေးတွေဝေနေတဲ့တက်ဖြူလေးကိုလောင်းချလိုက်ပါလေရောချက်သားမိရှိရဲ့ငကိုအရသာကပေါ့ပေါ့ချူချူလေးကိုမှငရုတ်စီနေမွေးမွေးနှမ်းထောင်နဲ့ကိုလိုရအရသာလေးကိုထည့်ပြီးတော့စားတတ်ကြတာဖြစ်ပါတယ်မန္တလေးကဆိုင်မှာလိုပဲဒီမှာလည်းကောင်တာလေးတစ်ခုပြင်ပေးပြီးတော့အစာပလာတွေစိတ်ကြိုက်ခဲ့စားဖို့လုပ်ပေးထားတယ်လို့မျိုးဆိုင်ကအမတွေကိုထည့်ပေးဖို့ပြောလိုက်လို့လည်းရပါတယ်။လုံးရှိကအခုပွဲလေးတွေကတော့ပွဲသေး9000နံကိုမှအစားတော့ပင်လေးတွေတိုးပြီးတော့ထည့်ထားတာဖြစ်ပါတယ်။တွန်းတောက်ရဲ့မူရင်း signature ဖြစ်တဲ့ချက်သားမီးရှိမှာမီးရှိသားလေးကချောမွေ့ပြီးတော့ဝါတဲ့အခါမှာလည်းအီးဆက်ဆက်အရသာရှင်းရှင်းမို့လို့ဒီရည်လေးနဲ့ခောက်ဆွဲသားလေးကလိုက်ဖက်ပါတယ်။ဆိုလို့ရှိရင်လည်းအချိုးရမ်းနဲ့မွေးရင်းနိုင်ကိုအားပြုထားပြီးတော့ပုံမှန်စားနေကြရင်းနဲ့အရာသာကွဲထွက်နေပါတယ်။ဒီစိန်ဆိုလို့ရှိရင်လည်းလုံးဝရံပုံကရှမ်းဖမဟုတ်ပဲနဲ့မန္တလေးမှာအသုံးများကြတဲ့ရှမ်းရည်စိန်ကိုအသုံးပြုပေးထားတာကြောင့်အစာပလာကစားလို့ခောက်ဆွဲသားအစုံမန္တလေးလွမ်းစိတ်ကိုပြည်စည်းမှမျိုးပါ။အသားကြီးကိုပဲ side dish အနေနဲ့စားဖို့ကိုလည်းပမာချက်ကိုမှ shop ကောပါကော five spice တွေနဲ့နှက်ပြီးတော့ပေါင်ဆိုရင်ပေါင်ရင်အောင်ဆိုရင်အောင်အသေးအမြင့်ဦးစားသဖြင့်အကျော်ဆိုလို့ရှိရင်လည်းမှားရင်မှားချင်းလက်လက်ဆက်ဆက်ကြော်ပေးရမို့လို့အချိုးတက်ကအကြီးပါပဲအသားကြောတွေနဲ့တွဲမစားချင်ဘူးဆိုလို့ရှိရင်လည်းမန္တလေးကနေတကူတကမှာထားတဲ့ဝက်ခောက်ကြော်နဲ့တိုးကုန်းနှစ်ပြန်ကြော်တွေလည်းရှိပါသေးတယ်သူတို့ဆိုလို့ရှိရင်လည်းဟင်းရည်လေးနဲ့ထိသွားတဲ့အခါမှာအရသာရောတက်ချာရောကလုံးဝကိုစိတ်ကြည်မဲ့စရာပါပွဲကြီးပွဲလက်ပွဲသေးရှိလို့အစားမနေတဲ့သူတွေလည်းအတူလာဖို့အဆင်ပြေပါတယ်အသားတော့ပင်ကတော့တစ်မျိုးတိုးတိုင်းမှာ3000ကျပ်နဲ့တိုးလို့ရပါတယ်ထိုင်စရာတွေကလည်းအပြင်ဝိုင်းလေးနေပူလာလို့ရှိရင်အတွင်းမှာအေးအေးလေးထိုင်စားလို့ရအောင်စီစဉ်ပေးထားပါတယ်ဘတွင်ပြတ်နေတဲ့အချိန်ဖြစ်စေနေမကောင်းတဲ့အချိန်မှာအာဟာရရှိရှိနဲ့တစ်ခုခုလေးစားချင်တာဖြစ်စီလုံးကိုယ်တိုင်သဘောကျရတဲ့အရာသာရိုးရှင်းရှင်းလေးကိုလုံးရချင်းရသူတွေရောမိကြည့်စီချင်တာကြောင့်ဤတာယာလမ်းကဖြတ်သွားခဲ့ရင်ထွန်းတောင်မိရှိမှာတခါတော့ဝင်မိခဲ့ပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်တတား